ကဲကျမရဲ့အလုပ်သမားကြီးပြသွားဖို့လဲ ဟမ် ပြသွားဖို့လဲပစ္စည်းသွားဖို့ကဲစကားလေးနည်းနည်းပြောလိုက် ဟောပြောချင်တာကဘာဟိုလုပ်ငန်းတွေလုပ်နေတဲ့သူတွေကပထမပေးမှာစိတ်ဝင်တစားအားပေးပြီးတော့ကြည့်ရှုပေးနေတဲ့သူတွေကအားလုံးပြောချင်တာကဒီချိန်ဒီကဖျောင်းစည်းတွေတက်ကြတယ်။ကျောင်းတွေတက်ကြတဲ့ခါကျတော့လုပ်ငန်းတစ်စလုပ်ခါကြတဲ့သူတွေကဘာပြောဟိုစိတ်ညစ်ကြတယ်စိတ်ပြက်ကြတယ်အားပြက်ကြတယ်လှမ်းပြီးဖုံးဆက်ပြီးတော့လည်းမေးကြတယ်ရှိပါတယ်။ဟိုဆက်လုပ်ဖို့တင်လားမတင်ဘူးလားတော့မဆိုင်ဘူးကျောင်းကုန်ထုတ်လုပ်ငန်းရဲ့သဘောတဘာဝကဒီတိုင်းပဲကုန်ကျန်းစည်းတက်ရင်ကုန်ချောစည်းတက်မယ်ဟုတ်နော်ကုန်ကျန်းစည်းတက်ရင်ကုန်ချောစည်းတက်မယ်အဓိကကကိုယ့်ရဲ့အမှတ်တစိမ့်ကိုယ့်ရဲ့ brand ပါဦးကျွန်တော်ဆိုပထမကိုယ့်ရဲ့ brand ကိုကိုယ့်ရဲ့အမှတ်ကုန်မှတ်တစိမ့်ကိုခိုင်မအောင်လုပ်ကိုယ့်စည်းကိုခိုင်မရှာထားဆိုလို့ရှိရင်ကိုယ့်ကိုသူရေမြင့်လို့ကြာမြင့်လဲပဲရောင်းနေရတာပါပဲကိုဖန်တီးလို့ရတဲ့ကိစ္စတွေမဟုတ်ပါဘူးဗျာဒါတွေကကုန်ကျန်းစည်းတက်တာဖန်တီးလို့ရတဲ့ကိစ္စမဟုတ်ဘူးလေဖြစ်လာတဲ့ပုံမှာကိုဘယ်လိုမျိုးအဆင်ပြေအောင်ရောင်းမလဲကိုဘယ်လိုမျိုး customer ပေါ်စီဇနာမှာထားမလဲအဲ့ဒါလေးဟာအဓိကပါပဲအခုလဲဘရိုမာကိုအမြဲတမ်းအားပေးလက်ရှိသောပုံကူများတော့တွားပို့မလို့ပေါ့နော်အားမလျှော့ကြရင်နော်လုံနေရတယ်နေတိုင်းလုံနေရပါကဲဒီနေပါပြီဒီမှာကျမရဲ့အလုပ်သမားကြီးဒီမှာအဲ15တိုင်းပါတယ်ဟဲ့ရလား ပါရ3လေးတုံးလေးဖေးဒီတယောက်တည်းရမလားဟိုမှာတစ်ထုပ်ကြံသေးတယ် ရ ဟိုထုတ် မအေးရလေး အဲအထုပ်လေးတင်နော်ဒါကြောင့်မလို့အားမကြပါနဲ့အဲအားမလျှော့ကြပါနဲ့အားမကြ ပြောတာလေ လည်းပြောလိုက်ပါဦး အားမလျှော့နဲ့နော်လုံနေရတာပဲ ပြောတယ်လို့အားမကြပါနဲ့ ဒီပေးရလက်ကကန်ပါမယ် စကားလေးမသားလို့ပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ကဲဆရာကြီးထွက်တော့အမန်တာလို့ဝယ်မလာပါသေးဒါပါပြီဆရာကြီးသွားပါပြီကျေးဇူးအများကြီးတင်ပါတယ်